ပြိုင်ဖက်စဖိုမှုရဲ့ခောက်ဆွဲချက်နီဟာဇန်မျိုးနွယ်တာချက်နိုင်တဲ့ငကားကခောက်ဆွဲပဲလို့အင်ဂျီမဲ့ကောင်လေးကပြောလိုက်ပြီးရေကိုမြ မြန်စုအောင်လှုပ်လေလို့စဖိုမှုကောင်းဆောင်ကိုတတိပေးလိုက်တဲ့စဖိုမှုနှစ်ဦးဟာတမရာကြီးရှိကိုခောက်ဆွဲပန်းကန်တွေယူလာလိုက်တဲ့စူရီကကောင်လေးကိုမျှော်လင့်ချက်ရှိရဲ့လာမေတော့ကောင်လေးကခေါင်းခါပြီးရှုံးမှလို့ပြောလိုက်တဲ့ခောက်ဆွဲသားမြင်ပြီးစဖိုမှုကောင်လေးကသူ့ထက်တာလို့ပြဿနာရှာလိုက်တယ်တမရာကြီးကတော့ဒုတိယအချီဟာပြိုင်ဖက်တထေးကအနိုင်ရရှိတယ်လို့ကြေညာလိုက်တဲ့စဖိုမှုကောင်းဆောင်ဟာလဲကျသွားပြီးအဖြေကိုမယုံနိုင်ခဲ့ဘူးအားလုံးကစိတ်ပြတ်သွားပြီးဒီတပွဲထက်ရှုံးရင်ဆိုင်တော့အဆက်ကွဲပြီလို့ပြောနေခဲ့တဲ့တမရာကြီးကနောက်ဆုံးချီမှာတော့ကန့်သက်ချက်မရှိပဲဟင်းပွဲချက်ဖို့ကြိုက်တဲ့သူတယောက်ရွေးနိုင်တယ်လို့ပြောလိုက်တဲ့စူရီကအင်ဂျီမဲ့ကောင်လေးရဲ့ဟင်းချက်အစွမ်းတွေကိုမြင်အောင်ပြီးနင့်ကိုဒီအလက်ရှင်ပြိုင်စေခြင်းနဲ့နင့်ကိုယုံလို့ရမလားလို့မေးလိုက်တယ်စဖိုမှုကောင်းဆောင်ကဒီလိုအကူကောင်ကိုနင်ကယုံနေသေးတာလားသူ့ကိုထွက်သွားခိုင်းလိုက်လို့អော်လိုက်ပါတယ်အင်ဂျီမဲ့ကောင်လေးကစူရီငါကိုယုံလားမေးတော့စူရီကခေါင်းညှိပြလိုက်တဲ့ပြိုင်ဘက်တထေးကလည်းသူ့ရဲ့အကောင်းဆုံးစားဖို့မူကိုရွေးချယ်လိုက်တာပေါ့တထေးကြီးကပြိုင်ဘက်စားဖို့မူကိုမြင်တော့အရန်အံ့ဩသွားပြီးသူလားသူနဲ့ဆိုဘလို့ဖြစ်နိုင်မှာလဲလို့ပြောလိုက်တဲ့စူရီကအဖေသူ့ကိုတီးလို့လာမေးလိုက်တော့သူကလီယူရဲ့တပြည့်ပဲဟင်းချက်ဖရင်ရဲ့တပည့်ကျော်ပဲလို့ပြောလိုက်တယ်စဖိုမှုလေးတွေကလည်းမျောလင်းချက်မဲ့သွားပြီလို့ပြောနေခဲ့တာပေါ့တမရာကြီးကချက်ချင်းဆိုသလိုနောက်ဆုံးရှင်ပြိုင်မှုစတင်ပြီလို့ကြေညာလိုက်ပါတယ်အင်ဂျီမဲ့ကောင်လေးကစတင်ချက်နေချိန်ပြိုင်ဖက်စားဖို့မှုဟာပင်လယ်မြုပ်ကိုစတင်ကိုင်လိုက်ပါတယ်ဒါကကမ္ဘာအကောင်းဆုံးရင်းရည်ကိုချက်နေတာပဲဒီဟင်းပွဲရဲ့အမိကရွှေဗုဒ္ဓလေကားပဲလို့ပရိသတ်တယောက်ကပြောလိုက်တယ်ဒီဟင်းပွဲကတကယ်ပညာရှင်သာချက်နိုင်ပြီးဟန်ချက်ညီတဲ့ဟင်းချက်နီးဖြစ်လို့ TV မှာပဲမြင်ဘူးလေလို့ပရိသတ်တွေကချီးကျူးနေတာပေါ့ပရိသတ်တယောက်ကဒီကောင်လေးကလည်းရွှေဗုဒ္ဓလေကားချက်နေတာပဲလို့ပြောလိုက်တော့ပြိုင်ဖက်စားဖို့မှုဟာလှမ်းကြည့်လိုက်တယ်ပြိုင်ဖက်စားဖို့မှုကမင်းကန်းကားကိုအတူခိုးနေတာပဲအချက်မရှိလိုက်တာပြောတော့ကောင်လေးကဒီဟင်းပွဲကမင်းစီကတင်တယ်လို့ဘသူပြောလဲလို့ပြန်မေးလိုက်ပါတယ်ကောင်လေးကလင်းလင်းမြန်ပဲချက်လိုက်တော့ပရိသတ်တွေကကောင်လေးကလည်းမစိုးဘူးအရေးချင်းရှိတာပဲလို့ပြောလိုက်တော့စူရီလည်းကျင်းနေနေတယ်ပြိုင်ဖက်ဆက်ဖို့မူကငါတို့ဆက်ဖို့မူကဒီလိုကူတယောက်ကိုရှုံးလို့မဖြစ်ဘူးဘယ်လိုလုပ်ရမလဲလို့အကြံထုတ်နေခဲ့တယ်